好夜景呀，那多高，我对你只想一粒粒回来。ဒီကတော့တကောက်ရဲမဟုတ်နေ့လည်းနေကြီးနေပူနေတယ်နေပူတဲ့တသက်ရိုက်တာဘာလို့လဲဆိုတော့ဒါလေးလူပြချင်လို့ SPF 50+ PA 3လုံးဆိုတဲ့အတွက်ကြောင့်နေရာကြီးတောင်လည်းအပြည့်အဝကောက်ွယ်ပြီးရပြီးတော့နောက်တစ်ခုကသူကလေတဝက်ပါတဲ့အတွက်ကြောင့်မလို့လေအခုအဲ့လေးကလူပြီးသွားပြီပေါ့နော်ဒါပေမဲ့ထက်လူပြချင်လို့တဝက်ပါတဲ့အတွက်ကြောင့်မလို့ तू ကလူလိုက်လို့ရှိရင်လည်းအသားရည်ကိုတစ်ဆင့်ဖြူသွားတာပေါ့နော်အဲ့လေးပြရေမွေးမလို့အောင်မွေးတယ်သူ့အနံ့ကကြားမမရွေလူလိုက်ကြိုက်တယ်တိလားတော်တော်လေးကောင်းတယ်ဒီဟာ250 ml ကိတ်ကြီးအဲ့လေးမျက်နှာထထောင်ကြီးသေးတယ်တအားတန်တယ်ပါဖြူလို့ရှိဆိုတော့ဒီ site ဒီ ml နဲ့တအားတန်နေပြီဒီခေတ်မှာ2000 3000နဲ့မှ800ပဲရှိရတော့အဲ့ဈေးကတွေကလေ sunscreen တော်တော်များများကြတော့နေပူလာလို့ရှိမှရေနဲ့ပဲတီချွေးထွက်လာရဆိုစစ်စစ်ကက်ကက်ကြီးနဲ့အဖြူချောင်းတွေကြာလာပြီးတော့လေလမ်းလျှောက်လို့မရလိုက်ပါဘူးဒါကြုံပူးလိုက်မယ်ပေါ့နော်အဲ့လိုမျိုးလုံးဝမဖြစ်ဘူး तू က waterproof waterproof တက်ချောင်းမှာ waterproof ဖြစ်တဲ့ကြောင့်လူလိုက်လဲအေးလေးစိတ်ကချက်ပြဖို့လည်းမရှိဘူးချွေးတက်တဲ့အချိန်မှာထက်လူပဲဆိုရင်တော့ချွဲပစ်သွားတာမျိုးမရှိဘူးအေးလေးပဲပေါ့နော်ပြီးစမ်းတွေကကြတော့မျက်နှာတော့ body ပိုင်းရောလိုအပ်တယ်နောက်9နာရီနောက်ပိုင်းဆိုရင်မကောင်းတော့ဘူးပေါ့နော်အသားရည်အတွက်ဆိုးကျိုးပဲဖြစ်တာများတယ်နေရာပြည်တော်လည်းပြေဝကောက်ဝယ်ပေးတဲ့ပြီးဗီတာမင် C ရော E ရော B3 ရောကလူတာပါတဲ့အတွက်ကြောင့်ပုံမှန်လို့မဆိုလဲအသားရည်ကိုတစ်စစ်ဖြူပေးစီပါရဲ့ရှင့်ဟုတ်တာ